တော့ကိုက်ရေးစေးခြင်းတဲ့သူတွေအဲမှာတော့စေးခြင်းတဲ့သူတွေဆိုလာစေးခြင်းတဲ့သူတွေနဲ့ရင်းနှီးစေးခြင်းတဲ့သူတွေအတွက်အရောက်မှဆင်ပြေတဲ့ပစ္စည်းတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်ဒီပစ္စည်းလေးကတော့ Makita 80ကို color pressure washer လေးပဲဖြစ်ပါတယ်ရှင်အောက်ထဲမှာပါတဲ့ accessory လေးတွေကတော့ပထမဆုံးအနေနဲ့ manual book လေးပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုအနေနဲ့ကတော့စက်ပြထည့်ပြီးဆေးလို့ရတယ်စက်ပြဘူးလေးလည်းပါမှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ရေဘူးလေးထည့်ပြီးတော့အသုံးပြုရမယ်ပိုက်ပြော်လေးတစ်ခုလည်းပါမှာဖြစ်ပါတယ်ရှင်ဒါလေးကတော့ Makita ရဲ့ pressure washer ဆက်လေးပဲဖြစ်ပါတယ်ရှင်သူ့ရဲ့အားသာချက်ကတော့ speed နဲ့ချက်ပါတဲ့အတွက်ကြောင့်ရေကိုလိုလို adjust လုပ်ပြီးတော့အသုံးပြုနိုင်မှာဖြစ်ပါတယ်ရှင်နောက်တစ်ခုအနေနဲ့ကတော့သူ့မှာ battery ပေါက်လေးလည်းပါတဲ့အတွက်ကြောင့် battery ကိုဖုံဝင်မှာတဲဝင်မှာရေဆိုမှာလေးစိတ်ပူစရာမလိုတော့ပါဘူးရှင်နောက်တစ်ချက်အနေနဲ့ကတော့ရေထဲမှာပါတဲ့အမုံမွားတွေစက်ထဲကိုဝင်ရတဲ့အတွက် filter လေးတစ်ခုလည်းထည့်ပေးထားတာဖြစ်ပါတယ်ရှင်ဒါလေးကတော့ရေစူကျဲလို့ရတယ်ဖက်ရှင်ကားမျိုးပါတဲ့ခေါင်းလေးပဲဖြစ်ပါတယ်ရှင်ဖက်ရှင်တစ်ခုချင်းစီကိုလွယ်ကူလှည့်ပြီးတော့အသုံးပြုနိုင်မှာဖြစ်ပါတယ်ရှင်ဂန်းတို့သုံးနေတဲ့သူတွေအတွက်တစ်ခါလေးတက်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင်ဂန်းစီသုံးနေတဲ့သူတွေအတွက်လည်း extension လမ်းတစ်ခုအနေနဲ့ပါပေးအောင်ဖြစ်ပါတယ်ရှင်နောက်ဆုံးတစ်ခုအနေနဲ့ကတော့5 မီတာရှည်တဲ့ပိုက်ပြော့ခွေတစ်ခုလည်းပါမှာဖြစ်ပါတယ်ရှင်ဒီစက်လေးကိုမှာယူရတာဖုန်းနံပါတ်300ကို966ကို5555ကိုဆက်သွယ်ပြီးမြန်မာလေးရပါတယ်ရှင်